လာမယ့်အောက်တိုဘာ19ရက်နေ့မှာပွဲအတွက်ကျန်ပြင်းထန်ရှယ်ကိုလိကျနေပြီဖြစ်တဲ့ဂျော်ဆိုဗန်ကပဖလားပွဲအပြီးမှာမြေကြီးကျခဲ့တဲ့မက်ဆီဟာအားနည်းချက်ကြောင့်ကျလာတာမဟုတ်ဘူးဆိုတဲ့တရင်နဲ့ဆက်လက်ပြီးတော့တင်ဆက်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါမွန်ချန်နယ်နေကြိုဆိုပါတယ်ကပဖလားမှာပွဲအပြီးမှာမြေကြီးကျခဲ့တဲ့မက်ဆီအဲ့ဒီမြေကြီးတွေဟာအားနည်းချက်ကြောင့်ကျလာတဲ့မြေကြီးတွေမဟုတ်ပါဘူးဒါဟာသူ့ရဲ့နောက်ဆုံးကပဖလားပြိုင်ပွဲဒါမှမဟုတ်အာဂျင်တီးနားအသင်းအတွက်သူ့ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်သွားနိုင်တယ်ဆိုတာကိုသိနေတဲ့လူတယောက်ရဲ့မျက်ရည်တွေပါသူဟာတမိုင်းတစ်ကိုထပ်ပြီးကြီးထုတ်ချိန်ခဲ့ရတာပဲဘောလုံးလောကဆိုတာအမေရိကန်ပြည်လိမရှိပါဘူးသူဟာဘောလုံးလောကကိုအွန်လိုင်းပြီးသားပါသူရယူနိုင်သမျှအစုဖလားအကုန်လုံးကိုလည်းရယူထားပြီးသားဖြစ်ပါတယ်ပွဲတစ်ပွဲဆုံးနေခဲ့နဲ့သူရဲ့ကနဝင်မြောက်တဲ့ကစားသမားဘဝအကြီးကိုဖြစ်စည်းပြလို့မရပါဘူးဒါကြောင့်သူ့ရဲ့ခံစားချက်တွေကိုလုံရည်နေတာတွေရက်လိုက်ကြပါမိမိနိုင်ငံအတွက်ရာအားလုံးကိုပုံအော်ပြီးဆက်ပြီးနောက်မှာမြေကြီးကြတာရှစ်ဆရာမဟုတ်ပါဘူးဒါဟာအမှန်တကယ်နှလုံးသားထဲကတန်ဖိုးထားမဲ့နှုတ်အခါဖြစ်လာတတ်တဲ့အရာပါဒါဟာဘောလုံးလောကပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့အောက်တိုဘာ19ရက်နေ့မှာကျင်းပမဲ့ဇော်ဆိုဗန်ပွဲကိုတင်ဆက်တော်မှာဖြစ်ပါတယ်ဗာရဲ့အသက်အရွယ်နဲ့လိချင်ပင်ဆင်မှုအပိုင်းကတော့တကယ်ကိုအားရစရာပါပဲမင်းညမှာ Funny FC ပွဲတိတ်ခဲ့တယ်ဒီမနေ့မှာလဲ Temple Connection မှာမနေ့စောပြန်ရောက်နေပါပြီမြန်မာကုန်လေးတွေကိုစောက်မတွတ်ကြပါနဲ့ဆိုယူသားတယ်စူးစားတဲ့အရာနဲ့ထူးချွန်တယ်ဗန်ကြောင့်ပဲ UFC ကိုအားပေးရတာပို့ပြီးအားရချင်နေရတယ်ခံစားချက်ကအရင်အနေထားနဲ့လုံးဝကိုမတူတော့ဘူး UFC မှာလဲမြန်မာလူမျိုးချန်ပီယံတယောက်ရှိနေတာကြောင့်ဒီဟိုရှင်နဲ့လည်းအရာနီးစက်လိုမျိုးခံစားရတယ် UFC မကပဲကမ္ဘာသဝင်းကပြည်သက်တွေလည်းမြန်မာပြည်ဆိုတာကစားသမားကုန်းတွေရှိတဲ့နိုင်ငံဆိုတာကိုတတိထားမိလာကြပါတယ်။ဘာနဲ့ကိုုံလာကိုတွေးမြင်လိုက်တော့ပူပြီးတီချာသွားတော့တာပါပဲ။မြန်မာကစားသမားဆိုရင်ရှော့တလူလုံးကိုမရတော့ပါဘူး။စက်တင်ဘာလ19ရက်နေ့အတွက်လဲအားပြီးဖို့အစဉ်တင်ပါရဲ့ပန်တူဂျာဘက်ကတော့ဗန်ကူငါချီတိဆွဲခေါ်ကစားပြီးဒီကလေးကိုအချိန်ကြာနာကျင်အောင်လုပ်ပြီးမယ်ဆိုပြီးလူကြီးလူကောင်းမဆန်တဲ့စကားမျိုးပြောဆိုထားတာဖြစ်ပါတယ်။ပွဲနေ့ကျရင်တွေ့ကြတည်တာပေါ့ဘယ်သူကဘယ်လိုခံစားတော့မလဲဆိုတာဆုံးဖြတ်ကြတာပေါ့။ဒါအပြင်ဆက်လက်ပြီးတော့ပြန်ပန်တူဂျာကဒီလိုမျိုးလီတိုက်ခဲပါတယ်။ကျွန်တော်နဲ့ရောဆိုဗန်ကျောင်းအောင်ပြီးပြတ်တည်တဲ့ကိစ္စရှိနေပါသေးတယ်။အာကာသတမန်တယောက်အနေနဲ့ရှုံးနေခဲ့ပြီးလူသားတယောက်အနေနဲ့ကြည့်ရင်သူကျွန်တော်နိုင်မယ်လို့မထင်ပါဘူးကျွန်တော်အနေနဲ့ဒီမကြည့်ပွဲအတွက်လုံးဝကိုအစင်တင်ဖြစ်နေတာကြာပါပြီဒီဇင်ဘာလကလေးကပါလို့ပြောပါတယ်ကျွန်တော်လည်းမုန်းတန်ရပြီးကလေးကနောက်နေချင်းလောက်နေပြီးတော့ဂျင်မတန်ပင်လက်တစ်ဖက်လဲလိချနီခဲ့တာပါအဲ့ဒီချိန်ကကျွန်တော်ကစားသမားဘဝအဆုံးသတ်မဟုတ်သေးဘူးအောင်မြင်မှုတင်ပိုက်ဆရာတွေအများကြီးရှိကြံပါသေးတယ်လို့ပြောပါတယ်ကျွန်တော်တက်တီပြဆရာတွေအများကြီးကြံသေးပါတယ်ကျွန်တော်ချန်ပီယံကပ်ကြိုက်ထားတဲ့အချိန်တွေဆိုရင်စကားပြောရတာပိုပြီးအရာရောက်တယ်ဒီအရာကိုကျွန်တော်ပဲလူချင်တာပါဒါကြောင့်ချန်ပီယံကပ်လူချင်တဲ့ UFC ချန်ပီယံဖြစ်ချင်သေးပါတယ်လို့ပြောပါတယ်ရောဆိုဝါနဲ့တရားပွဲကတော့အတော်ကြီးကောင်းခဲ့ပါတယ်အစမင်းစွန်းရည်တွေကိုအများကြီးပြတ်တာတိုးခဲ့ပါတယ်အဲ့ဒီနေ့ကခရန်နဲ့စထရီရန်တို့ပွဲချက်တုံပူပြီးကောင်းခဲ့ပါတယ်ဒါကြောင့် flyweight ထိပ်တိုင်းကဖြိုပြမှုပြီးတာပါကျွန်တော်လက်တန်ရာကြောင့်ပူပြီးပြိုင်ဆိုင်မှုပင်းထားနေတာမှာပါဒါကြောင့်ကျွန်တော်အနီယာကိုပြန်ယူပြမယ်အားလုံးကိုအနိုင်ယူဖို့အခွင့်အရေးရှိနေပါပြီကျွန်တော်အစင်တင်ဖြစ်နေပြီကျွန်တော်ခစ်မကုံတီးဘူးကျွန်တော်ပိုင်တဲ့နေရာပြန်ယူမယ်ဆိုပြီး MMA fighter နဲ့ interview မှာပန်တူချာဖြီဆူသွားခဲ့ပါတယ်အစားအနီးအဆုံးထိကြည့်ရှုတဲ့ပရိသတ်တို့အားလုံးပဲဦးစိတ်နှပြကျမ်းမာကြပါစေအားလုံးပဲအထူးချီးတင်ပါတယ်ကျွန်တော်စကားလဲဝီဝါနဲ့ဗမာစကားလဲအတမပြေပဲနဲ့အလိုမျိုးအစားအနီးဆုံးထိကြည့်ရှုပြီးတဲ့ပရိသတ်တို့အားလုံးပဲအထူးချီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်